မောင်ဘယ်ရီရောက်နေမလဲမောင်ထွက်တော့တပတ်တောင်ရှိပြီဟမ်ငါဘာလို့သူ့အကြောင်းတွေးနေမိရလဲ အကိုလေးမှန် ဘာပြောမလို့လဲ ဟိုလေ ပြောလေကြားလိုက်တာ အကိုလေးဖျားတာ3ရက်လောက်ရှိပြီအစားလည်းမစားအကိုလေးမှန်ပဲခေါ်ခိုင်းနေရ ဘာလို့မပြောရလဲဖျားနေရကြာနေပြီ ဟိုလေအကိုလေးမှန်မကြိုက်မှဆိုလို့ပါဗျာ အခုသူရှက်စီလိုက်ပေါ့ ဟုတ်ကဲ့ကားပေါ်တက်ပါအကိုလေးမှန် ရှားမှန်တွေကားပေါ်သို့တက်လိုက်သည်ဝီမကရစာအိမ်သို့ရောက်တော့ အကိုလေးမှန်ရောက်ပါပြီ ဘယ်မှလဲ ဒီဘက်မှာပါအကိုလေးမှန်လာပါ ဒီခန်းမှာအကိုလေးမှန် ဟုတ်ပြီ ကျွန်တော်ပြန်ပဲစောင့်နေပေးပါမယ် မောင် မန်လားမန်မောက်စီကိုလာတယ်ဟုတ်လားမန် ဟုတ်တယ်မောင်ဖျားနေရဆိုဘာမှမစားဘူးဆို ဟုတ်တယ်မန် အိမ်ပြန်လိုက်ခဲ့မောင်မန်ပြုတ်ဆိုမယ် ဒါပေမဲ့မန်အတွက်အနှောက်အယှက်ဖြစ် မောင်ချစ်တယ် ဟဲ့တကယ်လားမန် ဟုတ်တယ်မောင်မရှိတဲ့နောက်ပိုင်းမှာတိလိုက်ရတာမောင်ချစ်မိနေပြီဆိုတာပဲနောက်ထားရပါပြီမောင်မာနာကြီးတော့နောက်ထားရပါပြီ ကိစ္စမရှိပါဘူးမန်ရင်ကိုတို့အိမ်ပြန်ကြမယ်လေ ဟုတ်မောင်